တရားသံဃာယတနာသုံးပါးဆရာမိဘနန္ဒငါးပါးရှင်မောကြီး7ပါးတို့အားယမမိတော်ကြည်ပါစေမြင်မရှိတော်ကောင်းမှုချမ်းသာဖြစ်ပါစေဤနှစ်ထွေဖြင့်ယုတိစွာရှိခိုးပူဇော်ဘုရောမလျော့ဘတော်ပါဤရှင်ဘုရားမြတ်စွာဘုရားမြင့်မြတ်ထားသောဗုဒ္ဓံတရဏံဝိသာမိဓမ္မံတရဏံဝိသာမိသံဃံတရဏံဝိသာမိဒုတိယမိဗုဒ္ဓံတရဏံဝိသာမိဒုတိယမိဓမ္မံတရဏံဝိသာမိဒုတိယမိသံဃံတရဏံဝိသာမိဒါနိယမိဗုဒ္ဓံတရဏံဝိသာမိဒါနိယမိဓမ္မံတရဏံဝိသာမိဒါနိယမိသံဃံတရဏံဝိသာမိသုံးကြိမ်ဖယားဘုံဘွားနှလုံးသားဖယားတေပါဤသုံးခြင်းတရားဘုံဘွားနှလုံးသားဖယားတေပါဤသုံးခြင်းသံဃာများဘုံဘွားနှလုံးသားဖယားတေပါဤ96ပါးနှလုံးသားဖယားတေပါဤပထမအကျင့်ကရဏဂုံကစာလုံးပေါင်း24လုံးရှိပါတယ်ဘုရားတရဏံဝိသာမိဒုတိယအကျင့်ကရဏဂုံကစာလုံးပေါင်း36လုံးဖြစ်ပါတယ်တတိယအကျင့်ကရဏဂုံကလည်း36ပါးဖြစ်ပါတယ်အဲဒါကြောင့်300ပေါင်းလိုက်တဲ့အခါ96ပါးစာတလုံးတရားတဆူဆိုတဲ့အနေအချင်းအခုဆိုလိုက်ခြင်းဖြစ်ပါတယ်96ပါးနှလုံးသားဖယားတေပါဤဤသို့အဖြစ်ငရေတရိစ္ဆာယိတ်တာသူရကေမိဝသောပေနှင့်အန္တရာယ်အပေါင်းဉာဏ်ကျေပေါင်းတို့မှကျင်းလို့ကြောင်းပေါင်းမြတ်သည်ကိုယ်ဝေအားထားရာကရဏဂုံ3ပါးနှင့်တကွာသံမှုရှောင်ခြင်းယဟန္တာတွင်ဤလင်သိက္ခာထိမ့်မာ၏ခိုးမှုရှောင်ခြင်းယဟန္တာတွင်ဤလင်သိက္ခာထိမ့်မာ၏မမြတ်မှုရှောင်ခြင်းဆိုလိုက်ကြညာနာအသွေဤလင်သိက္ခာထိမ့်မာဤလိမ်မှုရှောင်ခြင်းယဉ်မှုရှောင်ခြင်းညသာရှောင်ခြင်းယောမှုရှောင်ခြင်းမြင်မှုရှောင်ခြင်းဤသို့အားဖြင့်အင်္ဂါ7ပါးရှိသောဥပ္ပိလတော်မြတ်ကိုမိမိတို့မြင်မှန်ထားသည်ချိန်အတွင်း၌
ယောဂီများကတော့သာဝရ7ပါးသီလမို့မြို့တွေကလာတရားနာသူများကတရားနာခြင်း7ပါးသီလကျန်တဲ့အချိန်5ပါးသီလ5ပါးသီလကတော့7ပါးသီလယူတဲ့အထဲမှာပါသွားပါပြီမိမိကကာလပရိယန္တအချိန်ကိုကလိုအပ်တယ်လို့ပိုင်းပြီးတော့ဆောက်ပြီးရုံမှာဆိုမိမိတို့ဒီရွယ်မှန်သားသည်ချိန်အတွင်း၌မြတ်စွာဘုရားဤသီလပါရမီတော်ဘာငါတော်တို့ဤသီလသိက္ခာကိုပူဇော်သောအဖြစ်၎င်းဓမ္မပူဇာတရားအလူရှင်ဗာရဏအိန္ဒကမဟာထေဤကုသိုလ်ကုံကိုပူဇော်သောအဖြစ်၎င်းခိုင်ခြင်းသောသောက်ဒီပါဤရှင်ဘုရားတတိတော်များဤရှင်ရှင်ဝင်းသစ္စာသောက်ဒီထားရသောဤဒီနာကုသိုလ်စေရနာကြောင့်ခမေတော်ဥတောင်းညံ့သည်ဖြစ်ရဘဝ၌သက်ရှိစွာနာမဲ့၏ယံဘေးကင်းရောက်ကောင်းမှုမင်္ဂလာဖြစ်လာပါ၍ကောင်းရာဒုက္ခတိလာရှိပါစေသာမေတော်ကြီးဒေါနစိန်နှင့်တွန်တေရှင်နဂတို့သည်သက်ရှိစွာနာမဲ့၏ယံဘေးကင်းရောက်ကောင်းမှုမင်္ဂလာဖြစ်ပါစေသာအပမဒေနသံပါတိထယနေ့သာသနာတော်2542ခုကောဇာတက္ကရာ1360ပြည့်နှစ်ဘုဒ္ဓဝက္ကာနမௌလရာတိတော်နင်းလာကံ9ရက်တနင်္လာနေ့ည30ရက်8လ98ခုမြင့်မြတ်မင်္ဂလာအခါတော်၌တကုံမြောက်ပိုင်းတိရိမင်္ဂလာမဟာစီသာသနာရိပ်သာတွန်ဒီဗရဏရှင်အိန္ဒကနှင့်သံဃာတော်များယောဂီများသာသနာပြုရာဓမ္မပိမှန်တော်များအတွင်းပဲကွယ်လွန်သူတွန်ဒီရှင်အိန္ဒက၏နန္ဒကျေးဇူးရှင်ခမည်းတော်ကြီးဥတောင်းညွန့်ကိုရည်ရှိ၍ကောင်းရာသုတိလာရောက်ခြင်းရန်ရှိရဘဝ၌ချမ်းသာဒုက္ခရရှိခြင်းရန်စိတ်ဤတမ်းပြီးတော့နန္ဒကျေးဇူးရှင်မေတော်ကြီးကျော်လှစိတ်အမှုထား၍နိုင်ငံတော်မဟာကြီးနဲ့ဓမ္မပတိကတွန်တေးအရှင်အိန္ဒကဓမ္မပူဇာကျမ်းဝေ1000နဲ့သင်္ကန်းပြုကြုံရှိတဲ့6ရတဲ့6ပြိဏတရားလူသားနှင့်ကုသိုလ်မင်္ဂလာအပေါင်းပါအလို့ရှင်တို့၏ကုသိုလ်မင်္ဂလာဝယ်ဟောကြားသည့်သုဒ္ဓနာပိဋကဒီကနေ့လေမဟာဝဂ္ဂပါဠိတော်တက္ကရာတွင်ပါဝင်သည့်မဟာပရိနိဗ္ဗာန်သုတ်တံမဟာပရိနိဗ္ဗာန်သုတ်တံကရှင်သာရိပုတ္တရာသုတ်တံဓမ္မဒေသနာဘုန်းကြီးတို့တရားဟောတဲ့အခါမြန်မာမူအယမှတ်သားလို့လည်းလွယ်အောင်နောက်ထပ်ဘုန်းကြီးတို့စီမှာအတွေ့အကြုံကဘယ်တရားလေးပြန်ဟောပြပါလို့အဲ့ဒီလိုယောဂီသူတော်ရှင်ဓမ္မပဋိက္ခာကသူတော်ရှင်တို့မှတ်သားလို့လွယ်အောင်နာမည်ပေးရမယ်ဆိုရင်တော့အမေကျေးဇူးမကြေငါမသေးဘူးတရားဒေသနာတဲ့အမေကျေးဇူးမကြေငါမသေးဘူးတရားဒေသနာပါတရားလားဒုတိယဒေသနာဟောကြားမိဖြစ်၍ဓမ္မပလင်ဖွင့်တဲ့အခါမှာတေအာတိကပဋ္ဌနာနိဝန္ဒနာပနာမဆိုပြီးတော့2မျိုးနဲ့ဖွင့်ရတယ်အာတိကပဋ္ဌနာဆိုတာကမိမိလိုအပ်တဲ့ဆုမြတ်မင်္ဂလာတောင်းပြီးတော့ဖွင့်ဝန္ဒနာပနာမဆိုတာကတော့ဘုရားတရားသံဃာယတနာ3ပါးဆရာသမားတို့ဘုံကိုကြီးညိုဖူးမြော်ဖွင့်ဆိုပြီးတော့ဖွင့်အဲ့တော့ဒီတိုင်းယနေ့ညအမေကျေးဇူးမကြည့်ငါမသေးဘူးဆိုတဲ့တရားတော်ဟောမဲ့တရားပလင်ကိုတော့ပြန်အာ
အာဂိတပထနာနဲ့ဖွင့်ပါမယ်။ဒါကြောင့်ဤရှင်ကိုဤပနေနဲ့သာသနာမြေတကွင်တွင်သာသနာပြုခွင့်ရအောင်ကိုလကျော်ချလာဘွားကိုလကျော်ချလာဘွားဘွားစလက်နှလုံးပကုံးနဲ့နဲ့တဲ့ဝါဘတော်ကြီးနဲ့နလူဖြစ်အောင်ဝေးမွေးလာကြရလို့ဤရှင်နှစ်သားအရွယ်ကဘဝတစ်ပါးပြောင်းသွားကွယ်လွန်သည့်အနန္တကျေးဇူးရှင်မြတ်မိခင်တော်နေသာတွေ့တုံငှက်တုံတစ်ပါးဘဝရှင်မြတ်ဟောတဲ့ငါနဲ့ရှင်အားပြုနေရရဲ့လို့တွင်ဒီရှင်နကရိတ်တာဓမ္မတပင်သူတော်တင်တို့ဖူးမြော်ခွင့်ရသလိုအာရဝံပြောဖူးမြော်ခွင့်ရတော်မမူရှာသည့်မိခင်ကြီး25နှစ်ကျော်ကာလပရိယတိဓမ္မတွေရဆောင်လို့29နှစ်တာကာလပိပတိခြင်းစကားလို့ဖြင့်ရှမ်းကချင်းကရင်ခရမွေရခိုင်မြန်မာမကြံဒီတော်ဒီဝါတိုင်းနာတွေကိုမှတတိပရလျာပြင်ဟောကြားပေးနေရရဲ့လို့ဒုနေရှိန်နကရိတ်ဓမ္မပင်သူတော်တင်တို့ဂုံယူခွင့်ရသလိုအာရဝံပြောဂုံယူခွင့်ရတော်မမူရှာသည့်မိခင်ကြီးဘာတွေသုံးငါသုံးတပါးဟောကြားညွှန်ပြသည့်မာတတိပဋ္ဌာန်တရားဓမ္မဟူမူကိုဒုနေရှိန်နဂယိတာဓမ္မတွင်သူတော်တင်တို့နာယူမှသာအာထုတ်ခွင့်ရသလိုသက္ကမိုင်မိနစ်ပိုင်းနာရီပိုင်းမြတ်ဉာဏအထုတ်ရှုမှခွင့်ရတော်မမူရှာသည့်မိခင်ကြီးသက်တော်58နှစ်သိက္ခာတော်38ဝါအတွင်သာပိနေနဝိသာသနာတွင်အနှင်လူတန်းမဲ့ပြီး50သိန်းကျော်ကုသိုလ်မင်္ဂလာတော်တို့ကိုတွင်ဒီအရှင်နဂယိဓမ္မတွင်သူတော်ရှင်တို့သာဓုခေါ်ခွင့်ရသလိုအာရဝံပြောသာဓုခေါ်ခွင့်ရတော်မမူရှာသည့်မိခင်ကြီးထိုမိခင်ကြီးပြည့်စုံသည့်မဘဝ၏ရှင်မြတ်ဝတ်သင်္ကန်းနဲ့ရှင်အားပြုတော်မူသောသက်တော်90ဝါတော်30အရာဘဝနာတံသံလုံးလည်းပြီးဖခင်ကြီးဥဒ္ဓမိကထိုမိဘနှပြနှင့်မဟာကြီးနဲ့လက်သမဂတိကနိုင်ငံရောတွင်တဲ့အရှိန်နဂဤခမည်းတော်ဥတောင်းညွန့်နှင့်တရားနာသူများပို့လို့တို့၏ဘဝတစ်ပါးပြောင်းသွားကြတဲ့မိခင်ဖခင်ဆွေချင်းမျိုးဆက်တို့ကိုပလင်မွေကနဥကယေရှုကသိမ့်မြော်၍တရားနာဖိတ်ခေါ်မည်မာတာမိတရောဗုဒ္ဓသာဒေတိတံဓမ္မဒေသနာဇာတဌာနာအာကံတဝနာသူနန္တုဣဒမန္တပါမာတာမိတရောမိဘကျေစုမြတ်မို့ကိုယေရှုကမျောလွတ်တိတ်ပေါ်၍အိတ်တော်လက်တနုတိုင်းတလည်းနေရမမေဘဝင်ခွေလေနေ၍မယမရဏသေမင်မမြင်အနာခောတိတာကြောင့်လူရွာပြေထားလိုက်ပါသွားတဲ့သာလမြတ်ပြောကမိတော်မေတော်များနှင့်မဟာကြီးနဲ့လက်ဓမ္မဂတိကအကျော်မဟာကြီးကျေတံဝင်းခွန်ရတိတွင်တဲ့အရှင်အိနကဤအနန္တကျေးဇူးရှင်ခမည်းတော်ဥတောင်းညွတ်နှင့်တရားနာလူများပေါ်လူတို့ဤမိခင်ဖခင်ဆွေရှင်မျိုးဆက်အပေါင်းတို့သည်ဤဓမ္မနမောင်လာမရှိကြီးရိုက်တော်ဒီကိုဖာနိပြုပြင်တတ္တရှင်သည်ပလင်ပွေနာရန်ကုန်တိုင်းတကုံမြို့ဒီမင်္ဂလာမဟာစီသာသနာရိပ်သာဓမ္မယုတ်ဓမ္မခန္ဓာတော်အတွင်ရှိသောသာသနာကမ္မတကဓမ္မတာကြောင့်ရှိလျာယသန္တရာဘဝဘုံတနာရှိကအာဂန္ဓဝနာသမောင်တဝါစေရနာထား၍ရွှင်အားဝမ်းမြောက်ဖိတ်ခေါ်လေသာနာယံကြာယာခဏတော်နှင့်သောနှင့်မကြာလာရောက်ပါ၍ဗုဒ္ဓသာဘာဝရှင်များဝတ္တငံဖြင့်
ချေယုံပလင်ဘဝဲညာဟုံကွန်မျိုးတတုရှင်နာသာယဟံဤဒေတိတံရှင်မင်းကိုသာသဘောထား၍ဟောကြားတော်မူအပ်ပါပေသောဓမ္မဒေသနာသုတ္တနာပိတကဒီဃနိကေမဟာဝဂပါဠိအတ္တကရာတွင်လာရှိသည့်မဟာပရိနိဗ္ဗာန်သုတ္တနောအပွင့်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးအကြောင်းအရာမေကျေတုမကြီးငါမသေးဘူးဆိုတဲ့တရားဒေသနာတော်ကိုသူနာတုဒီသာရွှင်ပြအာရဝံပြောသာတော်ထံမောက်ကောင်းမျိုးရောက်အောင်ဝမ်းမြောက်ဝမ်းသာအပြေကလေးလာရောက်ခါနာကြနိုင်ရပါစေကုန်တည်းအမိနပြဖိကောတံကြားရတဲ့ဓမ္မပဋိက္ခာကတိယနာသူတော်ချင်းတို့သည်မိမိတို့လည်းပဲမိဘနှစ်ပြားမှဆင်းသက်မွေးဖွားလာကြသူတွေကြီးဖြစ်သောကြောင့်ဩတို့အမေတို့အဖေတို့ဟာလည်းပဲတို့ပေါ်မှာကျေးဇူးမေတ္တာကြီးကြမှာပဲလို့တရှိတင်ချာမိဘနှစ်ပါးကိုသာသနာကျွေးလိုချင်တာပေး၍အရေးတည်းဖြင့်ကျေးဇူးတော်ဆက်နိုင်ကြပါစေအကယေဘဝဓမ္မပြောင်းသွားွယ်တော်ညမယ်ဆိုရင်ယခုလိုဓမ္မသဘင်နဲ့သောတော်ဤအလေးလေးတော်ကုသိုလ်လုပ်ငန်းတွေပြုလုပ်ပြီးတော့အမြတ်တမ်းပေးဝေခြင်းဖြင့်တရားနဲ့ကျေးဇူးဆက်နိုင်ကြပါစေမှန်ရလားဘိဒာဘာကြောင့်လဲလို့ဆိုရင်မိဘကျေးဇူးမြင်မို့ဘူးလို့အမြတ်သိကြဘဒဝီဝေလူကံပါတံတိနေရုဥနဝါမိကံသကဝါလံသူရှိကရဏသမုဒ္ဒောပါတိကံယထာတဲ့ဘုဒ္ဓဝင်ဒေသနာမှာဘုရားဟောခဲ့အဓိပ္ပာယ်ကတော့ဘုန်းကြီးတော်အခုတည်နေကြတဲ့မဟာပထဝီမြေကြီးဟာယူဇနာပေါင်း2,400,000အထုရှိပါတဲ့တယူဇနာမှာပါဠိဒိရှင်နာရီနေရာ14မိုင်ဝန်းကျင်အင်္ဂလန်ဒိရှင်နာရီနေက10မိုင်ဝန်းကျင်များရှိပါတယ်အဲဒီလိုယူဇနာပေါင်း2,400,000ကျယ်ဝန်းတဲ့မြေကြီးသည်တို့အမေတို့အဖေတို့ရဲ့ကျေးဇူးမေတ္တာနိုင်သမိဆိုပါကမရှင်ဝတ်နှဖြင့်ဝါရွက်ကလေးပမာဏအရှုံးပေးရပါတဲ့ယူဇနာပေါင်း7,400တောင်းနှပြဆောင်မိမြင်မို့တာဘယ်လိုပဲမြင့်မောက်ပေမဲ့လို့တို့အမေတို့အဖေတို့ရဲ့ကျေးဇူးမေတ္တာနိုင်သမိဆိုပါကအဲဒီယူဇနာပေါင်း7,400တောင်းနှပြဆောင်ခဲ့တဲ့မြင့်မို့တောင်ကြီးဟာယနေ့မြင်မှပေါက်သာတောင်ဖို့ကလေးပမာဏဓမ္မမဟုတ်ရင်လည်းနွားရဲ့ခေါင်းကပေါက်စားဥဂျူကလေးပမာဏအရှုံးပေးရပါတဲ့အနန္တစัจ java လာတဲ့မယင်မသွက်နိုင်အောင်များပြတယ်ဘလောက်ကောင်းများပြတယ်လဲဆိုရင်အလျာတဲ့အနန္တနဲ့အဆောက်တဲ့ရှင်းမိုင်ဝကျင်ရှိတဲ့သံဃာကြီးတခုဖန်နိထအဲဒီမှာအသေးဆုံးဖြစ်တဲ့မျိုးချက်မုံညစ်တဲ့အပြစ်အသိထက်ပါဘုသံဃာကြီးဖန်နိတိဆောက်ထားတဲ့စัจ java လာရဲ့အရှိစူးစူးအရာကိုသွားဟေရှင်ကျွန်းနောက်ကျွန်းမြောက်ကျွန်းတောင်ကျွန်းလေးကျွန်းတမင်းမို့အဲ့ဒါစัจ java လာတစ်ခုဆိုရမှာငါရောက်ခဲ့ပြီသားလို့မုံကြီးစိတ်ကလေးတတိချမှတ်သားခဲ့ထို့အတူရှိကိုသွားစัจ java လာတစ်ခုတွေ့ရမှာအဲ့ဒီလိုမုံကြီးစိတ်ကလေးတစ်ခုချမှတ်သားခဲ့ဒီလိုနဲ့အရှိဆွဆွရကိုသွားလို့စัจ java လာတွေ့တိုင်းတွေ့တဲ့မုံကြီးစိတ်ကလေးတွေချလိုက်မယ်ဆိုရင်အလျာအနာအဆောက်ရှင်းမိုင်လောက်ရှိတဲ့သံဃာကြီးတွေကမုံကြီးစိတ်ကုံတော်ကုံရဤအရှိလောကတ္တစัจ java လာမကုံနိုင်ရဟုတ်ပါလားထိုအတူတောင်လောကဓာနောက်လောကဓာမြောက်လောကဓာစัจ java လာမကုံနိုင်ရအဲ့ဒါကိုလည်းပဲယနေ့သိပ္ပံလောကက
ထုံးလာကြတဲ့အမေရိကန်ရုရှားလွတ်တင်ခဲ့တဲ့ဂျိုလူတွေထဲမှာပကံများပြန်နေဆိုပြီးတော့ဝင်များလဲဆိုပြီးတော့အခြားသောဂျိုသားတွေရှိတဲ့အကြောင်းသိက္ခာပညာကထောက်ခံနေပါလေဒါကြောင့်အဲ့ဒီလောက်များပြတဲ့စัจ java လာသည်တို့အမေတို့အဖေရဲ့ကျေးဇူးမေတ္တာနိုင်တာမည်ဆိုပါကအနဖာပေါက်ကလေးပမာဏရှုံးပေးရပါတဲ့ဘုန်းကြီးတို့ရဲ့ပါဠိစာချုပ်ကရှင်းသမုပ္ပရာနောက်သမုပ္ပရာတောင်သမုပ္ပရာမြောက်သမုပ္ပရာဓာတုပိဒသိမ္မာလောကကြတော့ကအာတိသမုပ္ပရာဓာတိသမုပ္ပရာအတ္တလန်တိသမုပ္ပရာမရှိဖေသမုပ္ပရာဣန္ဒရိယသမုပ္ပရာအဲဒီသမုပ္ပရာ45ဝပင်လဲအနဝမြေချောင်းအင်းအိုင်အတွင်းရှိရေတို့သည်အမနာမများပြကြပါလေ။ဘာကြောင့်လဲကုန်းမီ9ဂရီရေနေ10ဂရီတဲ့။အဲလောက်များပြလာသောရေတွေဟာတို့အမေတို့အဖေတို့ရဲ့ကျေးဇူးမေတ္တာနဲ့တာမည်ဆိုပါကတသက်တပေါင်းချမ်းရောက်နေတဲ့နှင်းပေါင်းမိုးပေါက်ကလေးပမာဏသမုဒ္ဒရာပင်လေအနဝရေတွေကအရှုံးပေးရပါတဲ့ဟုတ်ပလားပြိတ္တရေချစ်မတင်မီမတင်ဒီလွယ်အာကာသဟိုအစတာကောင်းမြင်ဝကြီးဟာမိဘမတုံမုံမစုံနိုင်အောင်ကျဲပြောလာတဲ့ဒါပေမဲ့လို့တို့အမေတို့အဖေတို့ရဲ့ကျေးဇူးမေတ္တာနိုင်သာမည်ဆိုပါကအဲ့ဒီမိုးကောင်းရင်ဒီကြီးရွက်ကလေးပမာဏရှုံးပေးရပါတဲ့လောကမှာအကြီးဆုံးဖြစ်ခဲ့တဲ့မြေကြီးရဲ့မြင်ဖို့တောင်းရင်စัจ java လာရဲ့ပင်လယ်သမုပ္ပရာအနဝရဲ့ကောင်းရဲ့ဘာနဲ့ပဲနိုင်နိုင်ဘုန်းကြီးတို့တရားဓမ္မတို့ရဲ့အမေအဖေတို့ရဲ့ကျေးဇူးကပါလုံးပါတဲ့ဒီပြောရမယ်ဆိုရင်ဓမ္မပေါင်းဂတိကရာပေါ့ဓမ္မတကူရမဟုတ်ဘူးဟောဘုန်းကြီးတို့အမြင်တို့လေးဝတိညာနာတိညာနဲ့ဓမ္မတို့ရဲ့ကဘာပေါင်း7400တောင်အထိအသက်ရှိတာပဲအဲ့ဒီအသက်အတွင်းမှာဓမ္မတယောက်တည်းမဟုတ်ဘူးဓမ္မဂတိကရာရှားကလည်းပဲဓမ္မတဝုဆိုရင်ဂတိကရာဖန်ပြီးပြီးတော့မှအမေကျေးဇူးရဲ့အဖေကျေးဇူးရဲ့ပဲ၍ပဲများရှိတယ်လို့ပြောပေမဲ့ဗြဟ္မာတတံဂုဏ္ဏဂုဏ္ဏဤအမေကျေးဇူးအဖေကျေးဇူးမကုန်နိုင်ရဟုတ်ကလားဗျာတို့အတူမတမရှာတွက်ရှာပါဘုရားမြတ်စွာဘုရားကိုရောမြတ်ကြီးကွင်ထွန်းတော်မူလာပြီတခြားတရားမဟောနဲ့ဟောအမေအဖေရဲ့ကျေးဇူးတွေကိုဟောမှဆိုရင်ဘုရားရဲ့တတ္တနာကုံတော်ကုံရည်အမေကျေးဇူးအဖေကျေးဇူးမကုံနိုင်ဘူးတဲ့ကုံနိုင်မှာပါဒီဘုန်းကြီးတို့အာတလုံးဆိုရင်ရှင်အာနန္ဒာက10လုံးဆိုနိုင်တယ်ရှင်အာနန္ဒာအာတလုံးဆိုရင်ဘုရားက32လုံးဆိုနိုင်တယ်ရှင်အာနန္ဒာဖယ်ထားလိုက်ဘုန်းကြီးတို့လည်းဘုရားနိုင်ကလိုက်ပြီဆိုရင်ဘုန်းကြီးတို့အတလုံးဆိုရင်ဘုရားက128လုံးပြီးအောင်ဆိုနိုင်တယ်အဲ့ဒါလောက်သက္ကံပဲရှာလွတ်တော်မူလာတဲ့ဘုရားအမေအမေမိဘနှစ်ပါးရဲ့ကျေးဇူးကိုဟောမယ်ဆိုရင်တဲ့သူတတနာကုံရဤအမေကျေးဇူးအဖေကျေးဇူးမကုံနိုင်ဘူးတဲ့မှန်ရလားဗျဒါကြောင့်ကျေးဇူးအောင်ကြီးမြဲလာမိနှင့်ဖပြမတိပင်ပမှန်မှန်ကွာပြန်လာစာရေးနန္ဒပါထပခုံးတင်ငါသက်ဆုံးနှင့်ယူရလောက်ကျွေးလေးကျွန်းစုံမင်းအရာကိုနှင့်မကြမြောက်ပေရင်ပမာရောက်ပြီးတော့မလောက်ဝေးများတယ်ကြည်နိုင်မုံဗုဒ္ဓနိကိုလာထုတ်ပြပြီးဟောလိုက်တော့မယ်တတ္တနှင့်သီလဆွဲကြည်မြဘွယ်ဒါနမြတ်ရဲ့နှင့်ရှားကြမှပညာမှန်ရစေဖို့ဖန်မိဘမြတ်ရွှေနှမုံကိုကြည်ပြောအောင်ပြုတော့ရင်တွေမိဘနာရွှေနှမုံကိုသေးလွန်သောလူညဝေပေလို့အင်္ဂုတ္တရနိကေဒုက္ခနိပသမစိတ်တဝတ်မြတ်စွာဘုရားကမိဘကျေးဇူးဆက်နည်းဟောခဲ့ပါတယ်ပါကျေးဇူးဆက်နည်းကနေ့နိုင်ငံညမှာအတိကျဝိဖြစ်တဲ့တွင်တေစိန်နကရဲ့ခမဲတော်ဥပေါင်းညွယ်လွန်နာကိုအကြောင်းပြုပြီးတော့သူခမဲတော်သာဝနာ
ပြာချသွားတဲ့အခါမှာဘုန်းကြီးတို့ကျုပ်ကိုဝင်ပြီးတော့တရားပွဲတောင်းပါတယ်ဘုန်းကြီးရလည်းပဲဖြာပုံကအပြန်အဲ့ဒါတညတာဟောပေးမယ်ဆိုပြီးတော့ဝန်ခံရတဲ့ဒီတရားပွဲဖြစ်ပေါ်လာဒီနေ့မှာပဲဘုန်းကြီးတို့ဒီတကုံမြောက်ပိုင်းတက္ကသိုလ်နာကဒီရှင်သီရိဓမ္မရဲ့ရိတ်တာကလည်းပဲတနည်းနဲ့ညမှုတရားပွဲပြစ်မှာဒါပေမဲ့လို့ကသူနေ့အချိန်နဲ့ကရင်ပြစ်တာတယ်ဆိုပြီးတော့ဘုန်းကြီးတို့ဒီမှာလာရောက်ချီးမြှောက်ရတယ်။ကိုင်းထားအဲလိုဆိုပြီးတော့တခါယေဟုမောင်ညွန့်ဟောကြောင်းပြုပြီးတော့ခဏပြုလုပ်တဲ့တရားပွဲဓမ္မပူဇာပွဲတရားအလူတော်ပွဲမှတ်ရတယ်။အဲလိုယခုနဲ့ငါရွတ်လိုက်တဲ့ဒေသကကျေသူဟုံကြီးမြတ်လာမိနှင့်ဖမြမတဲ့လူရှင်စစ်ကဓမ္မအဖို့ခံနိုင်တာဟာအမေနဲ့အဖေပဲအဲဒီအကြောင်းမိကိုကြတဝင်ရှင်းပြမယ်ဆိုရင်မိုးတောင်လင်းသွားလို့မဆုံးနိုင်ပါဘူးဗျာမာတိမာတာပိတရောတဲ့မာတာပိတရောမိခင်ဖခင်ကျေသူရှင်တို့ကိုယမတိကြမှာအကြည့်တို့ဝိဥစရေခေါ်ဆိုအပ္ပါကုန်ဤခေါ်ဆိုတိုက်ပါပေကုန်၏ဒီတော့ဗြဟ္မာများဟာဗြဟ္မစုတရား၄ပါးရှိကြဗာတရား၄ပါးမေတ္တာရဲ့ကရုဏာရဲ့မုဒိတာရဲ့ဥပိ္ပခာရဲ့ဗာတွေပါလေအဲ့ဒီတရားကိုလုံကြီးမစိုးတဲ့သာဝရမြဲမြံရလို့ဗြဟ္မာလို့ခေါ်ပါတယ်ထို့အတူတို့အမေတို့အဖေတို့ဟာလည်းသားတိုင်းသမီးတိုင်းတို့ရဲ့အပေါ်မှာအမေအဖေဆိုတာမူဘောကဗြဟ္မာကြီးပမာတန်နေတိကြတဲ့ကမေတ္တာကရုဏာဘွာတော်မူတိတာခွဲတော်ဥပေက္ခအမေအဖေဆိုတာသတ္တတိလို့ဗြဟ္မာကြီးမှတ်ကြပါတဲ့သာသနာလေးတွေလွယ်ပိုက်လာရပြီဆိုရင်မိခင်တို့ဟာအပြိုးခြင်းဘဝကလည်းမဟုတ်တော့ပဲနဲ့သာပေါ်သမီးပေါ်မှာမေတ္တာနဲ့ကရုဏာပါနဲ့ပါလားအေးကိုသားကိုသမီးမမြင်ရသေးပေမဲ့လို့သာမန်နေကိုဘဝသမီးတန်နေကိုဘဝလေးရတော့မယ်လို့အဲ့ဒီအတိတ်ကလေးအုံနောက်ထဲရောက်လာတဲ့တွင်မဲတကားလည်းပဲယောက်ျားလားမိန်းမလားမသိရသေးပေမဲ့လို့သာတို့ပေါ်သမီးတို့ပေါ်မှာတနေ့အချိန်ကြီးမရေမတွက်နိုင်အောင်ငါသားလေးမကျွမကမပေါ်မပမဆော့မအားပဲနဲ့ငါခြေလက်ပြစ်တုံသွားမွေးဖွားပါစေငါသမီးလေးငါခြေလက်ပြစ်တုံသွားမွေးဖွားပါစေလို့မေတ္တာအချိန်ကြီးရောက်တဲ့ဘာအချိန်ကြီးရောက်ပြီးတော့ကရုဏာတဲ့ကျင့်နာမှုပြောခြင်းမဟုတ်တော့မှလို့လွတ်လွတ်လပ်လပ်သွားခြင်းလို့သွားစားခြင်းနာရီစနေခြင်းလို့နေဒါပေမဲ့လို့လာမနေလွယ်ပိုက်ရပြီမိခင်တော်ဖြစ်လာပြီဆိုတော့သွားလာနေအတိုင်းအစားပေါက်ပြီးအကုန်လုံးပြောင်းလဲခဲ့ရဒီလိုနေဒီလိုထိုင်ငါသားသမီးလေးနေခက်ရကြီးရဲ့အပူတော်ရေးလို့စားရင်ငါသားသမီးလေးနေခက်ရကြီးရဲ့နောက်ဆုံးအဝတ်ထည်ကစားပြီးတော့သားတို့သမီးတို့ချမ်းချမ်းသာသာချောင်းချောင်းချိတ်ရှိကြပါစေလို့ဟောကျေပြန့်တဲ့လုံကြီးအညီများနဲ့သားသမီးလေးတွေအပေါ်မှာကရုဏာရှင်နာတရားပွားတော်မူကြပါတယ်မှန်ရလားဗျာအေးအဲ့ဒါကြောင့်မို့လို့မေပေဆိုတာမိုးဘောကဗြဟ္မာကြီးပမာတန်နေတည်ခဲ့တဲ့ကမေတ္တာကရုဏာတဲ့ဟောဘွားတော်မူတိတာအေးဥဝါဆိုမိတကလားဘေမင်းမွတ်သစ္စာနာမွေးဖွာလာတဲ့သားရဲ့အတန်သမီးရဲ့အတန်လေးကြားလိုက်ရရင်တခါတည်းမိခင်များမှာမပြောပနိုင်တော့အောင်သောအင်အားကြီးပြန်ပြီးတော့ဖြစ်သွားလာတယ်မိမပန်းမကြတဲ့ကငါသားလားသမီးလားဘာလေးလဲပြပါအောင်လို့အရင်ဆုံးရှုကြည့်ကြရပါတယ်ပရိသတ်မှန်ရလားဒီအဲ့ဒီအနောက်ဒီသားလေးသမီးလေးရဲ့အသက်ရှင်မောရေးအဖြစ်လူကြီးတွေစားတဲ့ခမင်းချမ်းဟင်းချမ်းတွေနဲ့သူတို့မှမသိလျော်လို့ဒီသားလေးသမီးလေးရဲ့အသက်ရှင်မောရေးအဖြစ်ရဲတော့မိထွေးတွေးဖြစ်ကဖြူချင်းဖွေးရတဲ့နှုတ်ရည်အဖြစ်နဲ့တိုက်ပြေးခဲ့တာဟာအမေပါပါလေ
မုဒိတာတရားပွားတာရိုးရိုးလူကြီးတွေစားတဲ့အစားဓာရီတမင်းဟင်းလျာတွေကျွေးလို့မရသေးဘူးဥမှုနေတာကိုဒါကြောင့်ဘုရောတည်းပေါက်ခဲရတဲ့နှုတ်ရဟာပါလေးအမေသွေတဲ့ဗျာအဲ့တော့ဘုန်းကြီးတို့သာသမီးများကသာယဒါနာသမီးယဒါနာမဖြစ်ကြစေပဲသာယရဏသမီးယရဏရဲ့လို့အဲ့လိုပါဖြစ်ကြဖို့လိုပါတယ်အဲ့လိုဖြစ်ဖို့လည်းပဲမိဘတိတုကိုလောကီလောကုတ္တရာနိနှစ်ပြားတို့ဖြင့်ကြည်အေးအောင်ဆက်ရမယ်သွေးစုပ်ဖုတ်ကောင်မဖြစ်ကြကြနဲ့သားမိုက်သမီးတို့မဖြစ်ကြသေးနဲ့သားလိမ္မာသမီးလိမ္မာဖြစ်ဖို့အရေးကြီးပါတယ်မှန်ရလားအဲဒီသားသမီးတွေမှလည်းပဲပြောရင်အများကြီးပဲဟာအဲ့တော့တဲ့တန်ဤတိကရေကမေတ္တာကရုဏာဖွာတော်မူတဲ့တာဝမ်းမြောက်လိုက်တာကြည်နူးလိုက်တာအားရလိုက်တာကျင့်နှံလိုက်တာနှစ်သိမ့်လိုက်တာတမျောတကောကြီးနဲ့ရည်ရွယ်ချက်ကြီးတွေတလေကြီးမကဘူးတဲ့အဲ့ဒီအနေပြီးတော့ကျွေးမွေးသုတ်တင်လို့လူလားမြောက်အိမ်တော်ရဲ့သားပြန်ကြတဲ့အခါသူလည်းလေလောကီသားပဲမြတ်လို့လောကီသားပြီဘယ်လို့ဆိုပြီးတော့ဟောအိမ်ဒီဆောင်မိဒီဆောင်တင်းတဲ့ပေါ်ရရဖြစ်အောင်စာရေးဝရင်တည်ထိုင်ရေးအခြေခံရှိးပွားရေးကစပြီးတော့မိခင်များဖခင်များခွဲပြီးတော့ပြေးလေကြပါတယ်မပြေးလေကြလားအဲ့ဒါဥပိ္ပခာဒီတော့တို့လောကကသင်္သားနေတဲ့လောကီသောဥပိ္ပခာကဖြစ်ရှင်တယ်လို့ဖြစ်ပစ္စလက်ခထားတာကိုဥပိ္ပခာလို့လူဆနေကြမဟုတ်ဘူးဒီနေရာဥပိ္ပခာကဥပဧခဏဥပသစ်တဲ့အောင်လျောကအောင်ဧခဏကရှုကြည့်တာငါသာလေးသမီးတို့ဟာအိမ်တန်ဆောင်မိတဲ့ကြောင့်ဖြစ်လာပြီဆိုရင်ပဝန်းကျင်အတိုင်းဝိုင်းဆက်ဆံရေးတွေရှိလာပြီဒါကြောင့်ပြည့်နှောက်တဲ့ဘဝရရလောကဝတ္တရားလောကုတ္တရာဝတ္တရားတွေကြည်အောင်လို့နေရလာတဲ့သားမိုက်သမီးတို့မျိုးကသာမိဘအိမ်မရောက်ခြင်းရှိတယ်မိဘကတော့နာမကျန်ဖြစ်တာတောင်းမှကိုသားကိုသမီးအိမ်အချိန်ကြီးရောက်ကြပါတယ်မှန်ရလားစိတ်မချနိုင်တော့ဘူးသူတို့တွေသားတို့သမီးတို့တင်းနဲ့မြတ်လျောကံစွာလောကဓမ္မနထာနာနဲ့ညီညွတ်ကြပါရဲ့လားလို့လာပြီးတော့ကြည့်ကြပါတယ်အဲ့ဒါမိဘမေတ္တာဗာမေတ္တာပြောရင်လည်းပဲခုနကပြောတယ်လို့အများကြီးဗျဒါကအမေရဲ့မေတ္တာတဲ့ဟောအဲ့ဒီပဲရောက်လာတဲ့သားတို့သမီးတို့နောက်အခါပွင့်ခြင်းတမ်းသိခြင်းတမ်းပြီးဖို့ရဲ့လို့အိမ်တော်ရေးချီလန်းကြတဲ့အခါမှာတို့စတိုရီလေးတစ်ပုဒ်ပေါ့အဲ့ဒါပါပြောတော့မျိုးသမီးကအမျိုးသားရဲ့အမေနှလုံးသားရမှာအသက်နှလုံးကိုရမှာမေတ္တာတုံ့ပြန်နိုင်မယ်လို့ပြောလိုက်အဲ့တော့သာမီးသူကပြီးသွားတယ်အမေကျုပ်ချစ်လို့ကအမေရဲ့အသက်နှလုံးရမှာပြန်ပြီးတော့မေတ္တာမြတ်နိုင်မယ်တဲ့အမေရဲ့ဆိုတော့ဒီလိုလားဆိုပြီးတကားတဲ့ဓာတ်နဲ့ရင်ကိုကွဲပြီးတော့ရော့အသေးကိုယူသွားဒီတော့ဒီမှာအမေရင်ကွဲပြီးတော့ပြေခဲ့တာဗရဏမထသူချစ်သူပေါ်မှာသာလင်းစိတ်အာရုံရောက်ပြီးတော့အသက်နှလုံးလက်ဝါလက်ကုတ်ကလေးနဲ့သဲသွားအပြေးပြနဲ့တွေ့တာကြောင့်လမ်းမှာခလုတ်တယ်လေတဲ့အခါမှာလက်ထက်ကလွင့်ရှင်သွားတဲ့အသက်နှလုံးကသာလူလေးပဲနာသွားသေးတယ်လေအဲ့ဒါစကားပြောတော့ဒီအမဲနှလုံးနဲ့ဒါအမေမေတ္တာပေါ်ဗျာဗာမေတ္တာအမေမေတ္တာတဲ့ပြီးတော့အဖေမေတ္တာဆိုတာကတော့ဘုန်းကြီးတို့တရားတော်မှာတို့ဗိမ္မာရမင်းကြီးကိုကြည့်လိုက်စမ်းပါသာလိတန်ဒီကလေးကဘေရင်တော်ဘေရင်နနမိတ်ပပုဂ္ဂိုလ်များကဟောဒီနေပွာလာမဲ့သာတိအာဇာတတတ္တုအဇာတာအမဇာတမွေးပွားမမွေးမိကတတ္တုဖခင်ရန်သူဖြစ်မဲ့ပုဂ္ဂိုလ်လို့ကြိုတင်နမိတ်ဖပြီးတော့ဟောကိန်းထုတ်ကြပါတယ်အဲ့ဒါကြောင့်မိနေဖြစ်တဲ့ဝိရိဟိကာကချွေသလားမဲသလားမသိရသေးတဲ့အဲ့ဒီကလေးတေးကြည့်ပြည့်စည်အောင်ဥယျာဉ်တော်ထဲမှာအကျဉ်းကြီးနဲ့သတ်ဖြတ်ဖို့ကြိုးစားတယ်ဒီအကြောင်းဖခင်ဗိမ္မာရမင်းကြီးတည်တော်ဘယ်ဝိရိဟိကာ
ကိစ္စမရှိဘူးတဲ့ငါဘာဝငါမြင်လို့တဲ့ကနေကစပြီးတော့ဒီကိုယ်ရဲ့အန္တရာယ်မရှိတရားလို့စောင့်ရှောက်ပြီးနဲ့ဆိုပြီးတော့မှထားလို့ဝိဖားခဲ့ပါလေဗျာအဲလိုဝိဖားတဲ့အခါကျတော့နောင်အခါတဲ့ဆရာဒီဝရနဲ့ပေါင်းပြီးတော့နန်းလူပဲနန်းလူချင်းနဲ့ခင်ရင်လည်းဖခင်ကအလွယ်တကူလေးပေးပါဒါပေမဲ့မရဘူးအေးရညွှန်ထားခဲ့တဲ့ဘုရားပေါ်ရညွှန်ထားခဲ့တဲ့ဒေဝဒတ်ကဘုရားတပည့်ဖြစ်တဲ့ပိဋကသာရမေအောင်ရဲ့လို့ဒီလိုလုံးလုံးနဲ့မရဘူးกว่าလို့ဒီမျိုးတုံပေးတဲ့အခါမှာနောက်ဆုံးဖခင်ကြီးနန်းချပိဋကလာထောင်သွင်းအချင်းချပါတယ်အဲ့ဒါလိုချင်းချတဲ့အခါကျတော့မှမိခင်ကြီးဝိရိဟိကထာဝရသွားတွေ့စားတရားကြီးကျွေးတဲ့အတွက်ဒါကြောင့်မသေးသေးဘူးဆိုတဲ့ဖြင့်မိခင်ကြီးစာယူသွားရဆိုတော့အိုးကျေးဇူးရှိခင်မောငါအလည်းရောက်လာတဲ့အခါပြုတ်မှာပဲရဲ့လို့သပင်နဲ့ကိုအုပ်ဖုတ်ပြီးတဲ့သရုပ်တုံးဟာပြုတ်ပြီးတော့ရသမျှစားသားနဲ့ကျွေးမွေးပါတယ်ဒေဝဒတ်ကမင်းဖေသေးဗလားမသေးသေးဘူးတဲ့သပင်ဘာဖြစ်လို့လဲဆိုတော့အမေကသပင်တုံးနဲ့မှသရုပ်နဲ့မဟာစားသားတွေယူပြီးတော့ဖွက်တွေ့တယ်ဆိုလို့အဲ့ဒီစကားကြားရတော့ယနေ့ကစမိခင်ကြီးဆံမင်းထုံးပြီးတော့ထောင်ဝင်စားမတွေ့ရဥပရိတစ်ချက်ပြညာအဲ့ဒီအခါကျတော့ဝိရဟိကသတ္တလုံးပြုတ်ပြုံညဟောတခါလဲတန်နိုင်နေတဲ့ကာယံထားခဲ့တဲ့ထောင်နာသွားလို့ကျေးဇူးရှင်ကြီးရဲ့ဘယ်နဲ့လို့ရမလဲမမွေးခင်လည်းကမမြင်ရတဲ့သားဖြောင်းပြပြပဲဆိုတော့ငါသားဆိုအခုတော့ကိုသားကဒုက္ခပြလိုက်တာသားနဲ့လင်းနဲ့ကြပြများရတာကဘုရားကျမပါအသက်နှလုံးနဲ့ကျေတူကမှခံစားရပါလို့ကျေးဇူးရှင်ကြီးရဲ့ဒီခါမှာတဲ့ဗိမလာကသမ်းနိုင်ရတဲ့ကလည်းမောင်ကလေးနဲ့ဝိရိကရဲ့နတ်ဖူးဆန်းကလေးကြောပြင်းကလေးပုတ်သားလို့ရှိပါသေးဝိရိကရဲ့မောင်ဘုရားခံစားရတာပါကွငါပါလေရှင်နာကြောက်ရှင်မရဲ့ဖြစ်တဲ့ကျင်းနုနေတဲ့တွင်ငါကျင်း납ပါပြီအဲ့ဒါနဲ့မိခင်ကြီးဝိရိကမှာဘာပဲဖြစ်ပြီးပြန်ရမရဖြစ်နေတော့ခဏကိုကြီးကြီးလုပ်ပြီးတော့အဲ့ဒီတည်းရသမျှအားဖြစ်မဲ့အစာကလေးတွေနဲ့ထောင်ဝင်သားတွေ့ပြီးတော့ကြွေးပြန်ပါတယ်ဒီရကမမသေးသေးဘူးဘာကြောင့်လဲခဏထက်အစာထက်ကြွေးလို့တဲ့အဲ့ဒီကမမမိုက်ဖြစ်တဲ့သတ္တကမိခင်ကြီးထောင်ဝင်သားတွေ့တဲ့အခါခဏမရှိရလို့ဟောဥပရိတရစ်ချက်မှလိုက်ကြပြီအဲ့ဒီအခါကျတော့လေအာယောခွေကြွေးတော့မဲ့တရပြီလို့သာနာယပြင်မကနေပြီးတော့ဘယ်နဲ့လဲကျေးဇူးရှင်ကြီးရဲ့မွေးခြင်းအောင်လေအခုတော့ကြည်စားကိုယ့်အဖေကိုမသိအောင်မသိလျောက်ဆိုပြီးတော့တပ်ဖြတ်ညင်စေနေတာမြင်ရမရွှင်ပြနိုင်လဲယုံဝလိုက်ခါဖို့ဘုရားကျမဘယ်လိုဖြစ်ရမှာလဲဖရာလို့အဲဒီလိုဆိုပြီးတော့အာယောဘုရားသွားနဲ့ပြောတော့သာနာယကြားတဲ့ကလက်ကလေးထုံလို့ဝိရိဟိကရဲ့ဇပင်ကြောလေးများသတ်ပြီးတော့ရှိပါသည်ဝိရိဟိကရဲ့မောင်ဘုရားခံစားနိုင်ပါတယ်ဟဲ့သာလီရွှေနှံကြောခြင်းဘယင်ဖြစ်နေတဲ့နေရင်ကျင့်납ပါပြီအဲ့ဒါဖခင်မေတ္တာဗာမေတ္တာအဲဒီကမှာတဲ့မသေးသေးဘူးဘာကြောင့်လဲဆိုတော့ခုနကပြောခဲ့ပြီခဏတည်းအစာထက်ကျင်လို့ဆိုတော့ခဏမရှိရရောခက်ကပြီကျေးဇူးရှင်ကြီးပြီးလို့နဲ့ဆိုပြီးတော့အမက်ရွေးကြွေးရတော့မှလားလို့ကြာရမရဖြစ်တညာလုံးမအိမ်နိုင်ဘူးသားနဲ့ဖိဖိနဲ့သားတို့ကြားထဲမှာပြာများနေတဲ့ဝိရိဟိကဒါနဲ့နောက်ဆုံးကကြတော့မှဥပါပဲဖြစ်ဆိုပြီးတော့ခန္ဓာကိုယ်ပြောင်းရှင်အောင်ရင်မို့ထိုစေကြောတော့တဲ့သတုမလူထောပါတိတော့လို့ကျေးဇူးရှင်ကြီးရဲ့တဲ့အဲ့ဒါအသက်ရှင်ကိုအရေးဆိုပြီးတော့ကျွန်တော်မျိုးမရဲ့ခန္ဓာမှာသုတ်လိုက်ခဲ့တဲ့ထောပါသတုမလူနဲ့သာအဲ့ဒါအာမွေပြီတော့လို့ဆိုပြီးတော့ကြွေးရှာပြန်ပါတယ်မသေးသေးဘူးလားမေးတော့မသေးသေးဘူးဘာကြောင့်လဲသုံးနာတော်မိခင်ကြီးကခန္ဓာကိုထောပါသတုမလူသုတ်လိုက်ပြီးတော့ကြွေးနေလို့ကြားတယ်အဲ့ဒီကကြတော့မှသားမိုက်ဖြစ်တဲ့ဇာတတကခဏိကစပြီးတော့မိခင်ကြီးအမေရောထံထောင်းဝင်တာမတွေ့ရအဲ့ဒီခါမှလေတကားတဲ့
မိခင်ကြီးဝိရဟိကအသက်တွေဥရပြုတ်ပြုတ်ပြုံးပြီးတကလားဘာနဲ့နေလဲနဲ့သားကြမှာပြပြခဲ့ရပါလေစိတ်ကြီးတဲ့ငိုကြွေးပြီးတော့မှဘယ်နဲ့လုံးမလဲကျေးဇူးရှင်ကြီးရဲ့မွေးခြင်းဦးလေးဒီသားလို့တာမိုက်ပေါ်မှာလည်းပဲခဲမကြီးကျေးဇူးရှင်ကြီးမှလည်းပဲအခုထောင်ဝင်စားမတွေ့ရတော့ဘူးဆိုတော့ဒုက္ခပဲလို့အဲဒီလိုမျိုးကြီးတန်းတာပြောပြတော့လဲဝိရေဟိကမောင်မရခံစားနိုင်ပါတဲ့ကွဒါတော်လေးချမ်းသာပြီးတော့ရွှင်ပြနေရင်မောင်မရကျင့်တတ်ပါပြီအဲ့ဒါဖခင်မေတ္တာဗာမေတ္တာဒါနဲ့နောက်ဆုံးကြတော့အဲ့ဒါမိခင်ကြီးတော့ဝထောင်ဝင်စားမတွေ့ရတော့ဘယ်သူမှလည်းစာရိတ္တမပေးတဲ့အခါမှာဖခင်ကြီးပိမလာရတိဈဉ္ညာကမ္မထံစီကြပြီးတော့နေပါလေအေးအဲ့လိုနေတော့9ရက်လောက်ရှိသေးဗလားမေးမသေးသေးဘူးဘာကြောင့်လဲဈဉ္ညာကမ္မထံစီပြန်လို့တဲ့ဟောအာထုတဲ့ယောဂီများဒီနေရာသတိပြုကြဖို့ရှင်မပွားများအာထုခြင်းတော်တဲ့တရားအမတ်ကအားဖြည့်ပေးနေတယ်ဘာလို့ပေးနေသလဲအေးအားဖြည့်ပေးနေတယ်ဗျာကြည့်ဇာယိတာပြတ်ပြီးတော့နေတဲ့ဗိမလာကတဲ့သောတာပန်ဆင့်တယ်အောင်ငါကအာထုတ်ခဲ့ဘူးလို့အခုရပြီးသားတရားဖြင့်သူဒီ9ရက်တာကလာဈဉ္ညာကမ္မဋ္ဌာန်းမြတ်ပြီးတော့နေတာလာရီကိုလိုတောက်ကြည့်လင်လာတယ်ပေါ်ပါလာတယ်အဲတော့မှဟဲ့ဒေဝလာလုံးမေးတော့မမေးဘူးဘာကြောင့်လဲဆိုတော့ဈဉ္ညာကမ္မဋ္ဌာန်းကြည့်ပြလို့တယ်လို့ဆိုတဲ့အခါမှာခိုင်းအမဲ့ရွေရွေမယ်ဖခင်ကြီးအဲ့ဒါဓာခွဲပြီးတော့ရှားပြီးရဲ့ရဲတည်တယ်လို့အမိတ်မြတ်မှတ်လိုက်အာနာဘဝေသားတွေကရဲတောက်နေတဲ့မိကြီးကလေးတွေတမ်းများနဲ့တင်းအေးတညကြီးတွေလွန်ညိုးကြီးတွေဓာကြီးတွေယူပြီးတော့လာတော့ဒီထောင်းကန်းနဲ့ကနေပြီးတော့ခမဲတော်ကဩငါသားတော်ကငါရဲ့တန်ရှင်းရဲ့အတွက်မဟုတ်တဲ့ကျေးဇူးကြီးဟိတ်ပဲကိုလွတ်လိုက်ဟန်သူရဲ့လို့ဟောမေတ္တာနဲ့ကြိုးဆိုပါတယ်။ဘာနဲ့ကြိုးဆိုတယ်။သားကတော့ဘဝဓာခွဲရှားပြီးရဲ့ရဲတည်တယ်တဲ့ဗျ။အဲဒီလိုတော်မိတကားလာတဲ့ထုတ်တဲ့အမိန့်ကိုဖခင်ကြီးကမေတ္တာနဲ့ကြိုးဆိုတယ်။ဩလာကြအမောင်တို့သားတော်ကငါရဲ့ခန္ဓာကိုယ်တန်ရှင်းအောင်မဟုတ်တဲ့ကျေးဇူးကြီးဟိတ်ပဲရအောင်လွတ်လိုက်ဟန်သူရဲ့ရှားရတဲ့ပုဂ္ဂိုလ်တွေတော့မျက်ရည်လဲပြီးတော့ရင်ဆိုးလာတယ်ဘဝဘဝဓာတ်ကိုရှားပြီးရဲတင်ဖို့ဒီကခံယူတဲ့ပုဂ္ဂိုလ်ကတော့သူ့ရဲ့ဟုတ်စိတ်ခြင်းဆွဲရိပ်ပဲပန်းရှင်းဖို့ဆိုပြီးတော့ထင်တာအေးအဲ့ဒါရှောက်တင်ရမယ်ထုတ်တင်ရမယ်အမိန့်မှုတော်မှရင်ဝမ်းမှာဆောပြီးတော့အနဘဝသားတွေခံစားခဲ့ရပါတယ်အဲ့ဒါဖခင်မေတ္တာဗာမေတ္တာနောက်ဆုံးမတတ်နိုင်တဲ့အတွက်တရားအမိန့်တော်မြတ်ပါတဲ့အမိန့်တော်နာခံဖခင်မြင်ဖြစ်တော်ကြားလည်းပဲနားကြပဲဆိုပြီးတော့အေးအဲ့ဒါထောင်သားဖြစ်နေတဲ့အတွက်တရားဒုနှစ်ဘက်မြင်မတောက်လမ်းနှစ်ဘက်မြောက်ပြီးတော့ကိုင်းပြန်ရပါတော့အမောင်တို့ဆိုတော့ရွှေရင်းငွေရင်းဘယင်းဒုက္ခယနာကုရမသုပိုင်းသတိတောင်းအလုံးကားကိုရာဇယောပြည့်ရှင်းအရင်မင်းဇာတလမိတ်တော်မြတ်မှတ်လိုက်ပြီခမဲတော်တဲ့ဈဉ္ဉံသွားပြီးတော့ကမ္မထတရားပွားနေတော့အသက်ရှင်တဲ့သို့တဲ့ဖြင့်အဲ့ဒါဈဉ္ဉံမှာပွားနိုင်အောင်ဘဝဓာပွဲရှားပြီးရဲတည်တယ်ဗျာအမိန့်တော်ပြတဲ့လူတွေတောင်ငိုသာပါလာတယ်အေးအဲ့ဒီခါကျတော့မှဘဂတိကဩဒီလိုလားဘာပဲဖြစ်ငါအတွက်ပဲကွယ်ကိစ္စမရှိပါဘူးမောင်မင်းတို့ငါဘယ်လိုမှမထင်ဘူးအပြစ်မတင်ဘူးအပြစ်မယူဘူးမင်းတို့ရဲ့မင်းမရင်စိတ်ကျွင်းကြည်အောင်ရဲ့လို့ကိုင်းရော့ဆောင်ရွက်ကြလို့ချီးချင်းပေးတော်မူပါတယ်အဲ့ဒါဖခင်မေတ္တာပါမေတ္တာဒါနဲ့သာမသာရရေမတော့ရလမ်းမလျှောက်ရခြင်းဖခင်နဲ့နိုင်ရသံကောင်းတော့ကုန်သွားအဲ့ဒီချိန်မှာရှင်တော်သွင်းမောတော်ပြီးတော့အကွာဇာတန်အရင်မိဖုရားကလည်းသားလေးမွေးတာနဲ့စုံစည်းတဲ့အကမင်္ဂလာတည်င်းရှိတော့သွင်းမယ်လို့သားလေးမွေးဖွားတဲ့အကြောင်းပြောတော့မှဟောသူဟာဖခင်စိတ်ဓာတ်ဖခင်မေတ္တာတွေယူစည်းလာတဲ့အဲ့ဒီမှာအနိနာရှိတဲ့မေတော်ကြီးဝေဒဟိကာကိုလှမ်းပြီးတော့မေးလိုက်တယ်မေတော်ကြီးတဲ့ဟောကြီးလေးရပြီသားတော်မှလည်းပဲသားတော်လေးရလာပြီမေတော်ကြီးမှကြီးလေးရလာပြီချစ်လိုက်တာကျင်နာလိုက်တာလိုက်တာမြန်လို့လိုက်တာ
သားမွေးခြင်းကလည်းပဲမဲတော်ခမဲတော်တို့ဒီလိုများခံစားရမှာပဲလို့ကိုကြီးတတရားနဲ့ပြောလိုက်တော့ဟာမိခင်ကြီးဝေရိဟိကငိုရပြန်မျက်ရည်ဖြိုင်ပြန်ကြရပြန်ပြီမြေလေးမွေးတာအထက်ဟောသူခင်မွန်းတဲ့ဇာတသားရဲ့အဖေထောင်ပင်ပြည့်ချမတွေ့ရတာတော့ကြလို့သေသလားရှင်သလားမသိမျက်ရည်အေးအေးပြီးတော့ကြအဲ့လိုပြီးတဲ့အခါကျတော့မှအဖေကလည်းသားကိုတလို့ချစ်တာပဲလားလို့ဇာတသားကမေးလိုက်တော့လေစွန့်ညင်အကွဲတဲ့အမှန်ကြီးပဲဟဲ့မမကြီးနင်အခုမှဒီစကားမျိုးမေးရသလားလို့ဒီတွင်မှပြည်တင်းပြုတ်သိပ်ပြီးတော့နေခဲ့တဲ့ဇာတသားရဲ့အဖေဗိမ္မာသာရရဲ့ကျေးဇူးကိုပြောပြပါတယ်ပြည့်ပြည့်ဟာမပြောနဲ့ငါတခုလေးပြောနင်ငယ်လုံးကလက်မှာခုနာပေါက်တဲ့ဝိဒီတွေနဲ့ကြိုက်လို့ဘူလိုက်တာချော့တော့များဘလို့ချော့လို့မှမရဩလူယုံတရားဖြတ်တဲ့နေရာမှာရှိတဲ့ဖခင်ကြီးဗိမ္မာသာလက်ထဲသွားပခုံးမမေ့တယ်လို့လက်ကလေးကိုနင့်လက်ကလေးကိုပစတ်နဲ့ငုံခဲ့အဲဒီခါမှာတဲ့အပူဓာတ်ကြောင့်ဆိုပြီးတော့နင့်အဖေပစတ်ထဲနင့်လက်ကခုနာကကွေးတော့ပြီဘုတ်ပြီထွက်ကြကုန်တယ်အဲ့ဒါလေးနေအိမ်ကြီးတရဲ့ပြက်ပါဆိုတဲ့အိမ်ကြီးတနပြက်ပါဆိုတဲ့ဆိုပြီးတော့မယုံမချနဲ့နင့်လက်ကိုထုတ်ပြီးတော့မထွေးဘူးကိုယ်ကနေမျိုးချထားတယ်ဟဲ့မမိုင်းလို့ထုတ်ပြီးတော့မိခင်ကြီးပြောရှာတယ်အဲ့ဒါဖခင်မေတ္တာဗာမေတ္တာဒါကြောင့်ကျေးဇူးဟောကြည်မြင့်လှမြင့်မြတ်ဖပြမဒီပင်ပမမကွာပြန်ငါသာစာရေးနာနပါတပကုတ်တင်ငါသက်ဆုံးမယူရလို့တွေ့ဒီကြီးကြီးလေးပြောထောက်လို့နောင်လာသားသမီးတွေကမိဘနှစ်ပြပကုံမောတင်ရသလို့ရွယ်ကိုရိုးနေကြရဲ့လို့ဒီပေါ်မှာအိယာစာကြရေးချိုးကြတည်ကြီးကျင်ငယ်လေးစွန့်ညာလို့ကျွေးမွေးပြုစုတော်လဲမိဘကျေးဇူးမကုန်နိုင်ဘူးတဲ့မိဘကျေးဇူးကုန်နိုင်မှာလားဘာဖြစ်လို့တော့ဆိုတော့ကြီးပြင်းတဲ့မိဘပြောတာဆိုရတဲ့မိဘပြန်ပြီးတော့ပြုလို့ရတာအင်မတန်ဝယ်ပါအဓိပ္ပာယ်ကတော့သားအမေရေချိုးခြင်းတော့ကွယ်သာသမီဘာမှစဉ်းစားကြရမလို့ရေခတ်ပြလိုက်မှန်ရလားဒီသမီးရဲ့ဖေသမီးစားခြင်းတော့ကွယ်ဆိုရင်တို့အဖေရေချိုးခြင်းလားလို့တွေးရလို့သေးတယ်ထမင်းခုခတ်ပြင်ဆင်ကျွေးလိုက်ရင်ပြီးတာပဲမဟုတ်လားမလွယ်ဘူးလားသိလွယ်ပါလေမလွယ်ဘူးလားဟိုးသိလွယ်ပါတယ်နည်းနည်းနော်မဟုတ်ဘူးသိကိုလွယ်ဟောဘုန်းကြီးတို့တရားဓမ္မတို့ပဲချင်းတောက်ကြီးကလေးဘဝကအဲ့လိုကိုလိုချင်းနာပြီးပြအောင်မပြောနိုင်ဘူးသမင်းစားလဲဥဝဲရေးစားလဲဥဝဲညောင်းညာလဲဥဝဲပူလဲဥဝဲအေးလဲဥဝဲအညီအကျေးတွေသိကြနေရင်လဲဥဝဲအဲ့တော့လေမိဘကကြကတယောက်တည်းလဲဥဝဲလို့ကာလီသမီးလင်းကိုလိုက်ပြီးဆိုရဲရင်ဝါမဘုတ်ထလုံးစူယုံမှာပောက်ခွဲတယ်ဟဲ့တာလီသမီးအလိုမကျဖြစ်နေပြီတကားတဲ့ကြပြားကြရဂရိရင်ဝဲပိုက်ပွေတင်ပြီးတကားလာကြောလေးကိုပုတ်သားလို့အိုးအေးလူကလေးရဲ့ငိုကိုပန်းလို့ပေခေါ်ယူဖို့ဝနဲ့ကဲခေါ်ယူဖို့ဝနဲ့ကဲဖန်ကြလာသေးအိုးအေးအိုးအေးအနုပညာလောကဘာဒီမနောက်ခင်တိုးတက်နေတယ်လို့ဆိုရင်မဲ့လို့အမိနှလုံးသားကကြံ့လာတဲ့ဒီလင်တာကြပြဘယ်သူမှလိုက်မပြီးပါအချို့ရှိကနဲ့နဲ့ချော်ကြီးတွေဒီတွေဟောင်းမှန်းခဲ့ပြီဒါပေမဲ့ကလေးကျော်ဆိုတဲ့အမေရဲ့ဒီလင်တာတွေကဘယ်တော့မှမဟောင်းပါဘူးပြိတ္တာကြားလို့လည်းမငြိနိုင်ပါဘူးမှန်ရတာလူကလေးရဲ့ငုံခိုးဖန်လို့ပေခေါ်ယူကိုဝါနဲ့ကဲခေါ်ယူကိုဝါနဲ့ကဲဖန်ကြလာသေးအိုးအေးအေးအိုးအေးအေးကြည်စမ်းနားထောင်မကောင်းဘူးအဲ့ဒါအမမေကြီးဆိုတာတော့နားထောင်မကောင်းကို့အမေကို့ဖေကများထိုလိုက်တဲ့တခြင်းတွင်ပေါ်ပြီးတော့လုံဝင်းချိုပေးဘူးလားဗျာဒီချိုတယ်ဗျာမိတိလကံတော်ကဖားကောက်ခဲ့ပါဖားပါလင်တကောင်ပြီးပါဖားပါလင်တကောင်ပြီးပါမျက်လုံးနဲ့ကြောင်တောင်းနဲ့ဖားကောင်းနာသေးအိုးအေးအေးအိုးအေးအေးအိတ်လည်းမပြောလိုက်ကြနိုင်ဘူးနော်အဲ့ဒါအမေရဲ့နှလုံးကကျွေးပြီးတော့ပန်းလေးတို့အစီထွက်ကြလာတဲ့အသက်နှလုံးကဗျာကလေးချော့မဟုတ်လား
ဒီအများကြီးပဲတခါတည်းရကြတော့ရွှေလမင်းကြီးနဲ့သမင်းစီစာရွှေလမန်းနဲ့ပေးပါမြင်နှံ့သမျှဟာဒီအားလုံးသားသမီးလေးတွေချမ်းမြေစေဖို့ဆိုပြီးတော့ချော့ကြတာကလေးချော့တယ်တခါတည်းရကြတော့လေမေဖေတို့ဟာဘုရုရှင်မေဖေအေးလို့လားဟဲ့လို့ပူအောင်လုပ်ပြပါဥဝဲဟောမဟုတ်သေးဘူးမဟုတ်သေးဘူးပူလို့လားဟဲ့လို့အေးအောင်လုပ်ပြပြတော့ဥဝဲဟောမဟုတ်သေးဘူးမဟုတ်သေးဘူးဒါပြန်လို့ချလို့လားလို့နှုတ်တိုက်ပြတော့လေဥဝဲဟောမဟုတ်သေးဘူးမဟုတ်သေးဘူးညောင်းလို့ညာလို့လားထုတ်ပြီးတော့မနာအောင်ခန္ဓာကိုယ်နာပြကိုနှိမ့်နေပြီးတော့ပြေးကြတယ်ဥဝဲမဟုတ်သေးဘူးမဟုတ်သေးဘူးကြည်တာဥဝဲဆိုတဲ့ပေလိဆန်တဲ့အနက်ဒိတ်တွေမြောင်များထွက်နိုင်တဲ့စကားကိုမိခင်ဖခင်တို့ဒီတဲ့အဲ့ဒါမိနစ်ပေါင်းများစွာနာရီပေါင်းများစွာရက်ပေါင်းများစွာလပေါင်းများစွာနှစ်ပေါင်းများစွာလူလားမမြောက်သည့်အခါစပြီးတော့လူလားမြောက်သည့်အချိန်အထိနဲ့ဟောမညိုမငင်မပင်မပဆိုပြီးတော့အချိန်လေးကုန်ပစ္စည်းတွေကုန်ခန်းကားဆိုပြီးတော့ယူရသွားပြုခဲ့ကြပါလေမှန်ရလားဗျာကလေးကသူဖြစ်ချင်တာဥဝဲပဲအဲ့ဒါဆာလို့လားအေးလို့လားထုတ်ဆာလို့လားအာတမမဟုတ်ဘူးလို့လားအိုက်လို့လားညောင်းညာလို့လားလို့အမျိုးမျိုးအထွေတွေမိခင်ဖခင်များဟာအချိန်ပေါင်းများစွာနာရီပေါင်းများစွာရက်ပေါင်းလပေါင်းနှစ်ပေါင်းများစွာအလူကျပြုစုခဲ့ရတယ်မဟုတ်လားမိဘမေတ္တာတခါတည်းရကြတော့ရှင်စည်းခြင်းနဲ့မျက်စိခြင်းနဲ့ဟောဒုတိယထပလီပလာပြောတာဆိုတာအရွယ်ရောက်ပြန်တော့တကယ်ရှင်မမြင်မနုနဲ့ငါထွေးတဲ့သားလေးသမီးလေးတွေမတင်းရဘူးနှိမ့်ကြပြီးတော့အန္တရာယ်ဖြစ်မှကြောလို့ဘာခင်ဖြစ်တယ်မိခင်ဖြစ်စေအေးအသက်ရဘလောက်ကြီးနေပါလေးပဲထောက်ပြီးတော့ပစိုးကိုတကားတဲ့ခေါင်းပါလေးစွတ်နာမောင်းတပွဲလိမ့်ပြီးတကားလားသားလေးသမီးလေးခုတ်ပေါ်မှာကြောပေါ်မှာတင်ပြီးတော့ရွေ့နဲ့ဆိုပြီးတော့ရှင်တတံမြင်းတရံဆောင်ရွက်ခဲ့ကြတဲ့အမေနဲ့အဖေဘယ်လိုလဲအဲ့ဒါဘေးကလူတွေကဟင်တကြီးရဲ့ဦးရဲ့အဆက်မရှိဘယ်လိုလို့လေးပဲထောင်းနေတာလဲဘယ်သူမှမပြောဘူးလို့ပြောတာ။ဘာကြောင့်လဲသားတို့သမီးတို့ပေါ်မှာထားခဲ့တဲ့မိဘမေတ္တာအားလုံးကလက်ခံရတယ်။ညာကြီး၎င်းသားလေးသမီးလေးငိုလို့ယခုလည်းငါပြောခဲ့တဲ့အဆိုးချော့တွေနဲ့ဆိုးချော့နေတဲ့အခါဟိုဘက်ကညာကြီးတဲ့ကောင်ဘာအယူထားနေတာလဲလို့ဘယ်သူကပြောဘယ်သူမှမပြောဘူးသားမီးတို့ပေါ်မှာထားကြည့်တဲ့မိဘမေတ္တာကိုအားလုံးနားလဲကြတယ်။ထားပါတော့လေညီမျိုးတုံးနဲ့ချောလို့အမောမတိတ်ဥဝဲကြီးခဏခဏဆိုပြီးတော့နေတဲ့သားသမီးကိုကုတို့ကျင်ပြီးပေါ့လေအမေဖေတို့ကတရားတရားကြတယ်ဒီလောက်မိုက်တဲ့ပါဒီလောက်မိုက်တဲ့သမီးဒီလိုချောတာတောင်းမရဘူးလားဆိုပြီးတော့ဟန်နဲ့မနဲ့ရိုက်မယ်လို့ပြင်ခဲ့တဲ့လက်ဗဇာကလည်းငေါ့ပြန်နာမယ်ဆိုပြီးတကားလားကြောင်ကြီးရဲ့မိဒံတို့အရှိကိုစားဝါလို့အသားကိုမျိုးအသားကိုမျိုးပြောင်းပင်မေကိုင်ပါလေလေရိုက်နေလဲအနတ်ရောက်သွားတော့ချော့တယ်လည်းဖြစ်သွားငေါ့မဲ့ဆိုမဲ့တခြင်းကနောက်ဆုံးကြတော့ချိုပြောအေးကြီးလို့မေတ္တာဘုံကြီးသွားခဲ့တဲ့ဟောနုနဲ့ပြောပြောင်းနဲ့အသာဖြစ်ပြောင်းလဲသွားတယ်မှန်ရလားဗျာဒါကြောင့်နဲ့မိဘများထပ်ပခုံးတင်ကသက်ဆုံးမင်းယူရလုပ်တွေလေးချွန်ချုံမင်းအရာကိုနိမတမြောက်ပြီးရင်ပမာရောက်ပြီးတော့မလောက်ဝေးများတယ်။ဒါဒီသမီးတွေကစัจ java ရင်းမင်းစัจ java ရင်းမင်းမိဖုရားဖြစ်နေတဲ့ဆိုရင်အဇာတနာပမရတနာမြူရတနာတိယတနာကမလတနာပြမတနာအဲဒီပလင်တော်ဆန္ဒခမှာတဲ့မိဘတွေကိုရွှေလို့ဥပြီးတော့ရသလုံးရွယ်ကိုရုံးမြချပြုတုပဲမိဘယေရှုမကုန်နိုင်ဘူးတဲ့ကုန်နိုင်ရလားဒါပြင်စွတ်စွတ်ချုပ်လိုက်ရင်လောကီဒီနဲ့သာဆဘယ်လိုဆန့်လို့မှမကုန်ဘူးရွှေကိုလေးငိုကိုလေးနဲ့ချိန်ပြီးတော့လည်းပဲမိဘယေရှုမကုန်နိုင်ဘူးတဲ့ကြည်နိုင်မဗုဒ္ဓညီကိုလာထုတ်ပြပြီးဟောလိုက်တော့မယ်ဟောကြည်နိုင်တာကတော့ခရပေးတဲ့နေ့ဘယ်လိုပေးတဲ့နေ့အဲ့ဒါကသာတနဲ့သီလဆွဲဒီညဝေဌာနမြတ်ရဲ့နဲ့ရှားကြမှပညာမှရစေဖို့ပါသတ္တသီလဒါနပညာ၄မျိုးဘယ်နှမျိုးပါဠိပါဠိသတ္တသီလဒါနပညာဗျာယရဏသုံးတန်ကံကံရင်ကျိုးဤ၅မျိုးနဲ့မယုံကြည်သေးတဲ့မိဘကို
ကိုယ်ကိုယ်တိုင်ယုံကြည်အောင်ပြောမပြောတတ်ရင်ဆရာသမားတွေထံတရားဓမ္မဟောပြန်နာခံစေပြီးတော့ဘုရားရဲ့တရားရဲ့သံဃာရဲ့ပြုလုပ်မှုကရဲ့ဒုက္ခကြီးရလာအကျိုးအဲ့ဒီ၅မျိုးကိုယုံကြည်အောင်ဆိုပြီးတော့တတ္တာနဲ့ယေရှုဆာပါနဲ့ပြီးတော့လည်းမေတို့ဘေတို့ကောင်းမှုတို့ချုပ်ကြတော့ကလောင်းတဲ့ချုပ်ကြတော့သာတော်သမီးတို့လူလားမြောက်အောင်ဒါကြလည်းဘုရားကျွေးခြင်းမှကြတွေးမိကြအောင်ရှားချမ်းတွေးခဲ့လေပြီမလုံးမကညနဲ့တော့ဟောဒီမှာလူများတန်းရာကြောင်းကံမရသွားပြီးတကားလားငါဘာပင်စတိခြင်းနဲ့စကိပိုင်ချသီလဆောက်တည်ကြလို့သီလနဲ့ယေရှုဆာဘာနဲ့နောက်တော့မေတို့ဘေရုကာယညာနာအားနဲ့ရှားချမ်းထားခဲ့တဲ့ဥစ္စာရှိပွားတွေသာတော်သမီးတော်လူလားမြောက်ပြီးချမ်းမထားနဲ့ဘဝသံဃာခရီးရိတ်ခတ်တပွဲဆိုပြီးတော့ပေကံစွန်ကျဲလူရမိတော့ယူသွားကြလို့ဒါနနဲ့ယေရှုဆာပါနဲ့နာမလေးကြတော့ပါတဲ့ယုံနာနှဖျားเจ้าကျိုးမသိသေးတဲ့မိဘတွေကိုသာသနာရိတ်တာတွေကိုအားပြီးတကားလားယုံနာเจ้าကျိုးတွေသိအောင်အထုတ်စေခြင်းဆိုတဲ့ပညာနဲ့ယေရှုဆာပါနဲ့ကိုင်းအိမ်ပြန်လဲဆောင်ယူသွားသုံးမကုန်နိုင်တဲ့အဲ့ဒါအင်တာတမိုးကြည့်တဲ့ဓမ္မလက်ဆောင်ပေါ့ဗျာနော်တွင်တဲ့အရှင်နဲ့ကဓမ္မဘုရားပြုပြီးတော့ကျင်းပလို့အဲ့ဒါသူ့ရဲ့ဘုန်းကြီးတို့တရားဓမ္မတွေအပေါ်မှာတဲ့အဲ့ဒါကျေးဇူးဆက်တဲ့ဓမ္မလက်ဆောင်ဆိုသတ္တာသီလဒါနပညာဤလေးဗျာသဗ္ဗမိဘကျေးဇူးလားသတ္တာသီလဒါနပညာဤလေးဗျာသဗ္ဗမိဘယေရှုလားဘုရားမှာသတ္တာသီလဒါနပညာဤလေးဗျာသဗ္ဗမိဘယေရှုလားနောက်တစ်ခါဤလေးဗျာသဗ္ဗမိဘယေရှုလားတဲ့ရကြပါပြီသဘောပေါက်ကြပါပြီနော်ပြောမယ်ဆိုတော့အများကြီးကြံသေးတယ်ဓာတ်တော်ဒီမှာလည်းမြတ်စွာဘုရားကိုယ်တော်များကြီးမြောက်မင်းဖြစ်စဉ်ကာလသင်မင်းဖြစ်စဉ်ကာလသမီးမင်းဖြစ်စဉ်ကာလတဲ့ဟောပြီးတော့လည်းပရိသတ်ရေချေးမင်းဖြစ်စဉ်ကာလနိမျိုးစုံနဲ့950ဖြစ်တော်ခြင်းတွေမှာတချို့ဇတ်တော်တွေဆိုရင်မိဘနှစ်ပါးကိုအသက်ပေးပြီးတော့ဆက်ခဲ့ရပါတယ်ဒါကြောင့်ခဏိပေးထားတဲ့တရားနာမည်ကအမေကျေးဇူးမကြီးငါမှသေးဘူးတဲ့ယောဂီဓမ္မအဲ့တော့တရားနဲ့ကျေးဇူးဆက်တယ်ဆိုတာလေးပေါ်လွင်အောင်မိဘရဲ့ကျေးဇူးတဘာဝတွေကိုဘုန်းကြီးတို့ဖော်ပြခဲ့ပါပြီနော်အဲ့တော့တဲ့သမင်းရမထင်ရှားတဲ့အိယတရမဟုတ်ဘူးတို့သာသနာတော်ကြီးမှာဘုရားပြီးရင်ဒုတိယအကြီးဆုံးဖြစ်ခဲ့တဲ့လက်ရတော်ရရှင်သာရိပုတ္တရာဘယ်သူပါလဲသက္ကညောတကန္တံတံပါရိပုတ္တအနောပမဝါပါနိလနလစိတ်ကံဓမ္မသေနာပတိနမေတဲ့သက္ကညောတကံဘယ်လိုပဲနာပပြမပဲတတ္တဝတိဟုတယောက်ကမှထွန်းထွန်းပပမမကလဟံပမတိရိကြကြဟောမပြနိုင်တဲ့ဘုရားဟောကြားတဲ့ဓမ္မစကြာဒေသနာတွေကိုကောင်းစွာမသွေအရိပ်ပဲပေါ်လွင်အောင်ဆိုမိတကလာလီစီတော်မူနိုင်စွမ်းရှိပေထသောအမိကျေးဇူးတတ်တဲ့ရှင်သာရိပုတ္တရာရဲ့အည်အသွေးမြတ်စွာဘုရားတရားဓမ္မစကြာကြီးကိုလည်းစေသလိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းပဲဒေဝဒတ်ကနိယောဇုံဟံပြပြီးတော့မှခေါ်သွားတဲ့တတိရပေါင်းများအဲ့ဒါရှင်သာရိပုတ္တရာကိုစစ်သူကြီးရာထရှင်မောက္ကလန်ကိုတော့စစ်အကူထဘာသာရေးစစ်ဘွဲ့ပြုလုပ်တဲ့အခါကသာရိပုတ္တရာမောက္ကလန်တို့ဒေဝရာခေါ်သွားတဲ့ယဟန်သံဃာတော်တွေမင်းတို့သွားပြီးတော့ဆွဲထောင်ညပါခေါ်ခဲ့ကြအဲ့ဒီမှာတဲ့
နာဝင်မှားပြီးတော့မဖြစ်မချဖြစ်နေတဲ့ယဟန်တော်တွေအားရှင်သာရိပုတ္တရာကကျိုးကြောင့်ဟောပြလို့ဘာဝတတ္တိတွေထုတ်ဆိုပြီးတော့ဟောပြလိုက်တာဒေဝရစကနားရောက်နေရနိုင်ပါလေဓာကြလီစိတ်နိုင်တော်မူပေထသောဒါနမဝေဘဝကကဗမမြတ်စွာဘုရားပါရမီတော်ဆုံးလို့ကြောင့်ကိုယ်လုံးနှလုံးသုံးမလုံးရည်ကြည်တော်မူပြီးထသောရှင်သာရိပုတ္တရာကိုလိုမြတ်ကြီးဖရာပြီးရင်ဒုတိယအကြီးဆုံးလို့ပြောခဲ့တယ်နော်ဒါပေမဲ့လို့ခါတော်ပါအမှုကိစ္စအကြောင်းကမရကိစ္စတွေဆောင်ရွက်နေလို့သိမညီမညာဖြစ်နေတော့9နှစ်သားလေးအရွယ်လားဟာဘုရောကြီးသင်္ကန်းဝတ္တာပရိမာဏကသိက္ခာဘုံနဲ့မကြည့်ဘူးလေဟောအဲဒီတော့ဘုန်းကြီးတို့ဒီခေတ်လေသာဆိုရင်ပေါ့လေအဲ့ဒါဒီကိုရင်လေးခြာတိတ်ကငါ့ကိုပြောရကောင်းလားလို့နှစ်ပန်းချင်းလိုက်နဲ့မှုသွားအခုရှင်သာရိပုတ္တရာဒီလိုမဟုတ်ဘူးပုဂ္ဂိုလ်ကိုပဲပြန်ပြီးတော့ကြည့်တော့ဩဟုတ်သားပဲသူတော်ကောင်းတတိယရဲ့သင်္ခါမညီမညာနဲ့ဖြစ်နေပါတယ်ဆိုပြီးတော့ယုတိရမယ်ဆရာဖြစ်တဲ့ဘုရင်ကလေးကိုကြော်ပေးပြီးတော့သင်္ခါဟိုဝချင်းကြွားဝရုံနဲ့လက်အုပ်ချီကပြီးကျင်းနှပ်ပလားကိုရင်ဆရာကမှနောက်တပည့်တော်များမှ၍ချွတ်ချောတာချင်းရင်အဲ့ဒါခွင့်လွတ်တော်မူပါပြုပြင်ပေးတော်မူပါမရင်ကြည့်ဘူးလားအေး9နှစ်သားလေးကပဲဆုံးမဒါနမဝေဘဝကကဗမမြတ်စွာဘုရားပါရမီတော်ဆုံးလို့ကြောင့်ဘုံလုံးနှလုံးသုံးပါလုံးရည်ကြည်တော်မူပြီးထတော်တဲ့နောက်တစ်ခုကပါလေသက္ကနုတကတတံသာရိပုတ္တအနောပမံဝါပါဏိလနလစိတ်တံမြေအတူရေအတူလေအတူမိအတူအကြီးမဟုအငယ်မသားပဲတကယ်တဏှာပိခဏိစိတ်နဲ့လုံးရှိတော်မူပြီးထတော်တဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဟာမြေနဲ့တူစွာရေနဲ့တူစွာလေနဲ့တူစွာမီးနဲ့တူစွာကျင့်တော်မူတတ်တယ်ဘယ်လိုမြေနဲ့တူစွာကျင့်တယ်လဲမြေပေါ်မှာကောင်းတာတွေပဲတင်ထားတာမကောင်းတာပဲတင်ထားတာမြေကြီးကပြုံးခြင်းမဲ့ခြင်းရှိတာ